based on တဲ့တက်ပြီးတော့ပြပြပေးချင်ပါတယ်။မတို့ဒီအရင်ဆုံးကိုခဲကိုတွားမယ်။ဒီတဲ့ခါကျရင် ird.gov.mm ဆိုတာလေးကိုကျမတို့ဝင်လိုက်မယ်။ဒီမှာစာမျက်နှာလေးကိုရောက်ပါမယ်။ဒီတဲ့ခါကျရင်ကျမတို့က continue ဆိုတာလေးကိုနှိပ်မယ်။နှိပ်ပြီးတဲ့ခါကျရင်ဒီအခွန်ပေးဆောင်နေဆိုတာလေးကိုနှိပ်မယ်။ပြီးရင်ကျမတို့က corporate tax ကုမ္ပဏီအတွက်ခွန်ဆိုရင်ဒါလေးကိုနှိပ်မယ်။ပြီးတဲ့ခါရင်ကျမတို့ရဲ့ဒီတင်နံပါတ်ပေါ့နော်။ company registration number နဲ့တူတယ်အဲ့ဒါလေးကိုကျမတို့ရိုက်ထည့်လိုက်မယ်။ဒါဆိုရင်ခုနကမှတ်တင်ဖြစ်ပြီးသားဆိုရင်ဒီမှာ email address ကို phone number တွေပေါ်လာမှာဖြစ်ပါတယ်။ဒီဖုန်းနံပါတ်တွေ email address တွေအခုလိုရိုက်ထည့်လို့မရပါဘူး။ကဲမို့ဒီလိုမျိုးမပေါ်ခဲ့လို့ဆိုရင်အခုမျိုးစီကိုကုမ္ပဏီရဲ့အချက်၅ချက်ဒီအချက်၅ချက်မှတ်တမ်းလေးပေးဖို့ပြီးတော့ update လုပ်ခိုင်းရမှာဖြစ်ပါတယ်။ဒီတဲ့ခါကျရင်ကျမတို့က test type ကိုမေးရမယ်။ income tax လား commercial tax လား commercial tax ဆိုရင်တော့ကျမတို့ commercial tax ကိုရွေးလိုက်ပါမယ်ဒီခါကျရင် payment method ဒီအများစုကတော့ဒါတစ်လတစ်ခါပေးရတဲ့ current monthly tax တူတင်ပေးရတဲ့တော့အခွန်လားဒါမှမဟုတ်158အတွက်ပေးရတဲ့ balance juris return လားဒါကိုရွေးရမှာဖြစ်ပါတယ်ကျမက form 31ထုတ်ထားတဲ့commercial tax အတွက်ပေးရဖြစ်တဲ့အတွက်ကြောင့်ကျမဒီကြိုတင်ခွန်ကိုရွေးပါမယ်ပြီးရင်တစ်လတစ်ခါပေးရတာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုလားပေးဆောင်တဲ့နားကိုရွေးပေးရပါမယ်ပြီးတဲ့အခါမှာပေးဆောင်တဲ့ဒီဝင်ငွေနှစ်ကိုရွေးပေးရမယ်နိုဝင်ဘာ2025ဒီဝင်ငွေနှစ်အရာဆိုရင်2025-2026ဝင်ငွေနှစ်ဖြစ်တဲ့အတွက်ကြောင့်ဒီကာလကိုရွေးရမှာဖြစ်ပါတယ်အကယ်၍ကိုကဒီပြီးခဲ့တဲ့နှစ်တုန်းကထုတ်ခဲ့တဲ့31နှစ်အတွက်ကိုအခုမှပတ်စံပေးမယ်ဆိုရင်တော့ကျမတို့ဒီ2024-2025ကိုရွေးပြီးတော့ဒါကတော့ January အတွက်လား February လား March အတွက်လားစသည်ဖြင့်ကျမတို့ဒီပြီးခဲ့တဲ့ဘဏ္ဍာရေးခုနှစ်ရဲ့ test period နဲ့ income year ကိုရွေးရမှာဖြစ်ပါတယ်ပြီးတဲ့နောက်မှာကျမတို့ကမောက်ကိုရိုက်ထည့်ပါဖြစ်ပါတယ်ဒီအခါမှာကျမတို့ဒီ miss ကိုနှိပ်လိုက်မယ်ဒီခါကျရင်ဒီ information တွေကြားလာမယ်ဆိုရင်ပို့သွင်းထားတဲ့ဥစ္စာဒီ period တွေ income year တွေမှန်ပြန်စစ်မယ်MBU ဆိုရင် MBU နဲ့ပြီးမှလား banking နဲ့ပြီးမှလား MBU နဲ့ပြီးမှဆိုရင် MBU ကိုနှိပ်လိုက်မယ်ဒါလေးတွေကိုကျမတို့စနေမယ် get information တွေဖြည့်မယ် OTP code ဖြည့်မယ် confirm payment ကိုနှိပ်လိုက်တယ်ဆိုရင်ဒါကစင်စင်လို့ဆောင်ပါမယ်ဆိုရင် payment process ပြီးဆုံးပါမယ် payment process ပြီးဆုံးပြီဆိုရင်ကိုယ့်ရဲ့ email တွေကိုဒါအချက်လက်ရောက်လာမယ်တရက်နှစ်ရက်ကြာပြီးတဲ့နောက်မှာဆိုရင် IRD ကနေပြီးတော့အခုပေးဆောင်ထားတဲ့ဒါအထောက်ထားစာရွက်ကို QR code လေးပါတဲ့စာရွက်ကိုပေးပို့လာမှာဖြစ်ပါတယ်ဒီစာရွက်ကိုကျမတို့က download လုပ်သိမ်းပြီးတော့အခွင့်ရှင်းနေတဲ့အခါမှာဒါမှမဟုတ်လိုအပ်တဲ့အခါမှာပြန်လည်အသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင်